နာသွား ဒီမဲ့ပေါ့နော် မပြင်းနဲ့ကြာလေးနာလေးပဲ iPhone လဲပေါက်ရှိ နာရင်အဲ့ဒါဘာဝေနာ ပေါက်သေးကဖောက်ခိုင်းချင်တာဖောက်ခိုင်းလို့ရပါတယ် အဲ့လိုဒုက္ခဝေနာပြင်းထန်နေတဲ့အချိန်မှာဒီတိုင်းလိုက်လို့ရသေးလား ပါတယ်မိဘုံလေးပြပါမယ် စိတ်ကအလိုလိုပဲရောက်သွားတရားကြည့်နေတယ် ဒီမိဘုံ စာရဲတော့ဝင်လေထွက်လေ မိဘုံလေးတွေ ဝင်လေထွက်လေ ဒီကပီပါလာပလန်ပေါက်လေးတွေ iPhone ပလန်ပေါက် အဲ့မြမျိုးသမီးယောက်ကရှောက် အပီတော့ဖိနက်လေးပေါ့နော်အဲ့ဖိနက်ကကောလုံးဝမပါဘူးကောလုံးဝမပါဘဲနဲ့နောက်ထပ် 3 4 ကော 5 တက်ကောလုံးဝမပါဘဲနဲ့လုပ်တဲ့စာအုပ်လေးတွေ ခွန်လိုဖြစ်သွား လေးတွေလုံးလေးရတယ်ပလန်ပေါက်ပေါ်ကဆွဲတဲ့ဟာလေးလေး အဲ့ဒါနဲ့ပြီးတော့နီးပြောင်းလိုက်တယ် ပြီးလို့ရှိရင်ဒီ plan ပေါက်လုံရင်းနဲ့ပေါ်ကဒီလိုဆွဲရတဲ့ဟာလေးလည်းလုပ်တတ်ပါတယ် ဝင်လေထွက်လေနှစ်ဝင်လေတော့ထွက်လေလေးဆိုပြီးတော့အဲ့လိုလေးကျွန်တော်စောင့်နေရမလို့တော့အခါတည်းအသက်ရှူကနေတယ်ဆိုရင်အဲ့ဒီခဏနှစ်ခုကြာမှနည်းနည်းစောင့်ရတယ်စောင့်လိုက်ရင်ဘာဝင်လာ ခိုင်းလို့ရပါတယ်အကြောင်းမလို့လေးလည်းလုပ်ပေးပါတယ် အဲ့တော့ဝင်လေထွက်လေပြည့်ဝင်လေထွက်လေနှစ်ဆိုပြီးတော့ခဏလေးနဲ့ရှူမှာဟုတ်တယ်6ခွန်8 9ဆိုနည်းနည်းလေးသူက8လို့9လို့ဖြစ်သွားဒါပေမဲ့စိတ်ပြီးတော့ကြာရင်ရသွားနည်းနည်းလေးကြာလာတော့ဝေဒနာပေါ်လာခွန်ကြီးတော့အဲ့ဒီတင်မကဝေဒနာပေါ်လာ ခဲတံပဲလိုပါမယ်အကြောင်းမလို့ ဘောကအယူ လုတ်ခိုင်းလို့ရ ဒါထဲမှာအသားကြီးကဖိထိုင်တော့တခါလေနားတယ် တက်ကတော့ နားတော့စိတ်ကဘဲမှကိုမရောက်တော့ဘူးဟောဒါတမာကြီးထူထောင်နေတာပဲဟာမပြင်းတော့ပြင်လိုက်တော့သူတက်တာသွားတော့စိတ်ကနော်အဲ့ဒီမရောက်တော့တကယ်ငိုက်တယ်ဆိုရင်လွယ်ပါတယ်ဣရိယာပုတစ်ခုတည်းကြာကြာနေလိုက် သွားတယ်ပေါ့နော်ဒီလိုပလန်ပေါက်လို့ပဲဖောက်တာပေါ့နော် လျောင်းထိုင်ရက်သွားနော်အကြာကြီးရက်နေလိုက်ဝေဒနာပေါ်လာတာပဲအာဝေဒနာလေဒုက္ခဝေဒနာအကြာကြီးထိုင်လိုက်ဒုက္ခဝေဒနာပေါ်လာအကြာကြီးလမ်းလျှောက်လိုက်ဒုက္ခဝေဒနာပေါ်လာဒုက္ခဝေဒနာပေါ်ပြီးဟေ့ဆိုရင်နော်အချင်းနာတွေငတ်မြည်တာတွေမဖြစ်တော့ပါဘူးဒါကြောင့်ဌိနမိတ်တာဘယ်လိုဖြောရမလဲဆိုရင်ဣရိယာပုတစ်ခုတည်းအကြာကြီးနေလိုက်ပါ YouTube က comment နဲ့မှန်ခဲ့ပါလို့ပြောရှင်ပါတယ် ဒုက္ခနော်ဟောဒီဣရိယာပုကဖုတ်ထားတယ် like ပေးပါcomment နဲ့မှရှိပါ like ကပါပေးရမလို့ like ပေးပါနော် ကြာလေးထိုင်လိုက်တော့ဝေဒနာပေါ်လာ ဘာပလန် ညောင်းတယ်ဆိုပြီးတော့မတ်တဲလိုက်သက်တာသွား ကပီပါလာပလန်ပေါက်ဖောက်ပြ iPhone ပလန် အကြာကြီးမတ်တဲလိုက်တော့ပါလေဝေဒနာပေါ်လာလမ်းလေးလျှောက်လိုက်တော့သက်တာသွားညောင်းတယ်ဆိုပြီးတော့ထိုင်လိုက်တယ် တော့တွေ့ရလို့ သက်တာ ကြော် သွား သွားပါနဲ့ ဝေဒနာကပျောက်သွား တွေ့ရလို့ရှိရင် ပြီးတော့အိတ်လိုက်တယ်ဝေဒနာကပျောက်သွားပြန်ပြီအဲ့ဒီလို ကျူလည်းမဲ့ပေါ့ အလှည့်ပြောင်းလုတ်ပင်နေလို့ ကြည့်တဲ့သူတွေ ဣရိယာပုလေးပါအလှည့်ပြောင်းလုတ်ပင်နေလို့ဒီဒုက္ခဝေဒနာကပျောက်သွားတယ်ဒါကြောင့်ဒုက္ခအဲ့ဒီဣရိယာပုကဖုံးထားတယ်